လုံးမင်္ဂလာပါရှင်ဒီနေ့မှာတော့ရွှေရောင်ထမသိန်းရွေးချယ်ထားတဲ့သရိုးသမီးလေးရဲ့မင်္ဂလာတပွဲလုံးစာ AC ပုံတော်ဖက်နှက်ကလေးတွေနဲ့မိတ်ဆက်ပြသပေးပါရစေရှင်ဒါလေးကတော့သရိုးသမီးလေးရဲ့ပုံတော်ဖက်နှက်ကလေးပါရှင်အရှိကအထူကတက်လက်မကွဲအနောက်ကအထူကလေးလက်မပါရှင်သူကခွာမျောထားတဲ့နေရာလေးမှာခြေပြားထောက်ထားသလိုခြေထောက်မမြောင်းအောင်အလှဆင်ပြီးတော့ခွာမျောပေးထားပါတယ်တဲကျိုးလေးရတယ်တဲကျိုးအကြီးလေးပါရွှေနန်းတော့ရာဇမတ်ကွက်ကလေးပါရှင်တဲကျိုးမှာလည်းစိတ်တိုင်းသုံးလိုက်အပြီးအလှဆင်ပေးထားပါတယ်ရှင်သရိုးသားအကိုအတွက်ဖက်နှက်ကလေးကတော့ဂဒီပါစတစတွေချုပ်ထားတဲ့စင်ဆိုဝါကလေးပါရှင်တရေစိမ်ကလေးနှစ်ထပ်ပိတ်ကလေးပါရှင်ဒါလေးကတော့ခမိခမတ်နှစ်ယောက်ပေါ့နော်သရိုးသမီးမိမိသရိုးသားမိမိအတွက်ပါရှင်ဒါလေးကရွှေစပယ်ဘူးဒီဇိုင်းကလေးနဲ့အလှဆင်ပေးထားပါတယ်ရှင်ဒါလေးကသရိုးသမီးမိမိအတွက်ပါရှင်ဒါလေးကတော့သရိုးသားမိမိအတွက်ပါရှင်သရိုးသမီးဖေဖေနဲ့သရိုးသားဖေဖေကိုပြန်လဲစီးလို့ရအောင်ဆိုပြီးတော့လင်းကြီးရောင်ရှားနှစ်ရောင်ကလေးတွေဝယ်ယူအားပေးသွားပါတယ်ရှင်ဒီလိုတပွဲလုံးစာဖက်နှက်ကလေးတွေကိုကျမတို့ရဲ့ AC ဖက်နှက်ဆိုင်မှာကိုရိုင်းကိုချလာရောက်အားပေးမယ်ကိုရိုင်းဆန်းစီကြည့်ရမှစိတ်တိုင်းကြပါမယ်ဆိုရင် AC ဖက်နှက်ဆိုင်ရဲ့လိပ်စာလေးကတော့ AC ဖက်နှက်ဆိုင်အမှတ်1အရှိအေယုံဘိုးချုပ်အောင်ဆန်းစီစကော့စီရန်ကုန်မြို့ပါရှင်ဘိုးချုပ်အောင်ဆန်းစီကထွက်ပေါက်ကနေဝင်လာပေးပါရှင်တစ်စစ်ပြန်လဲရောင်းချလို့ဖောက်တယ်များအတွက်လည်း39ခွန်9 238 2918နဲ့3994 42626 9ကိုဟယ်လိုလုပ်ပေးပါရှင်နောက်ဗီဒီယိုလေးတွေမှာပြန်လဲဆုံတွေ့မယ်နော်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံပါစေရှင်